Hello,ဒီ vlog လေးကတော့မေယိုလင်မယားနဲ့ရန်ကုန်ပတ်ခရိုင်ရဲ့ဟိုတယ်မှာတွားပြီးတော့ staycation လေးဖြစ်ခဲ့ရလေးတွေကိုပတ်ဝန်းအနေနဲ့ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။ဗီဒီယိုမှာပြချင်တာတွေများသွားလို့ပတ်1ပတ်2ဆိုပြီးတော့ခွဲတင်ပေးလိုက်တာနော်။ဘလောက်တောင်ရိုက်ချင်လဲဆိုစလာကြတဲ့ကိုရိုက်ထားပြီ။ဒီမှာအေးတိုက်တဲ့ပြင်မာပူလောင်ခဲ့ရသမျှလမ်းဆန်းအေးမြစိတ်အေးချမ်းမှုရထား။တွားမယ်ပေါ့နော်အခန်းတွားမယ်။အခန်းက6လွာမှာရတယ်ပေါ့နော်အခန်းကတော့ရိုးရိုးရှင်းရှင်းမျက်စိအေးစေးအမြင်ကြည့်စေရဲ့ပုံစံလေးဈေးက breakfast အပါကို$60ပါမနက်စာမပါပဲ room only တီးတန်းဆိုရင်$50ပါရှင်ဒါလေးကတော့ background ပါဟိုဟာလည်းသူ elegant ဆန်ဆန်လှတဲ့အလှမျိုးပေါ့နော်ကဲဒါကတော့မင်းအမျိုးသားအကြိုက်ဆုံး view အကူးချင့်ဆုံးရေကူးကန်ပေါ့ဒါကတော့မီးပူတိုက်ဆင်အကုန်လုံးပါတယ်ပေါ့နော်ကဲဒါကတော့ mirror selfie လေးတစ်ချက်ပါလိုက်အောင်မယ်ပေါ့နော်တောက်စရာနဲ့ရေခဲတက်တာအသေးလေးပါမယ်ဒါလေးကတော့ပကြီးကားလေးတစ်ချက်ပါမယ်အခန်းကတော့ superior room ဖြစ်တဲ့အတွက်ကျဲတော့ကျဲပါတယ်ရှင့်ဒါလေးကတော့ခဏတာလေးရောင်ချင်လေးပေါ့နော်ပြီးတော့မင်းအတွက်စာရေးကရိယာပစ္စည်းကကြီးကလစ်တဲ့အကုန်ပါတဲ့အတွက်အဆင်ပြေရပေါ့နော်ဒါလေးကတော့ welcome cake လေးပါရှင်ဗီဒီယိုရိုက်နေတော့ခွင့်ကျွေးရယ်ဒါတော့အောက်ထပ်ဆင်းမယ်ပြစ်ချင်တော့အမကတ်ကြံခဲလို့ reservation မှာတွားပြီးကတ်အပိုတောင်းတယ်ပြီးတော့ဒီမှာဂျင်လည်းရှိတယ်ဂျင်ကစားလို့ရတယ်တို့ပင်မကစားဖြစ်ဘူးပေါ့နော်ရေကူးကန်အောင်တွားပါတယ်မျိုးသားကူအောင်ပဲထိုင်ကြည့်ခဲ့ပါတယ်ပြီးတော့ welcome juice လေးကအဲ့ဒါလေးရမယ်ဒါကကိုပါတော့ကိုမှာတောက်တာလေးမီနီဘာပေါ့နော်ဟိုကရင်လေးနဲ့လှတာအလှမျိုးပေါ့ elegant ဆန်တဲ့အလှမျိုးပြောရရင်တိမ်မမွေ့လေးနဲ့လှတဲ့အလှမျိုးလေးပေါ့နော်ဒါလေးကဒေဝါလီပွဲရဲ့အတွက်အလှဆင်ထားလေးအရန်လှတယ်ဒီမီနီမတ်မှာလေးဈေးဝယ်ရအဆင်ပြေရဲ့ဈေးလက်တန်နဲ့ဈေးသက်သာတယ်ပြီးတော့2ယောက် selfie လေးတစ်ဖြတ်ဒါလေးတွေးလိုက်လို့အနီးကပ်လေးတွားကြည့်ခဲ့ရတော်တော်လက်ရအရန်လှမေဆိုလဲပကြီးခါကြိုက်လို့2ချက်ဝယ်ထားရှိရယ်အန်ဩစရာကောင်းတာကလေ welcome cake ကအခန်းမှာပြီးသူညာနဲ့နဲ့လာပို့ထားတယ်စားခွင့်ပြီးတော့လဲစားလိုက်ရတယ်ပေါ့နော်အခါရည်နဲ့ဖူပန်တာလော့တီရီယာမှစားတယ်အရန်လှတဲ့နေဝင်ချင်းစီးစားလေးကိုကြည့်ရင်နဲ့2ယောက်သားစကားစမိပြောရင်အစားလေးစားခဲ့တယ်ဒါလေးကတော့ဘာလေးဖြစ်မလဲဟုတ်ပါတယ်ဘတ်ထက်အတွက်ဘတ်လေးပါ300လည်းအဆင်ပြေလို့3နည်းလည်းအရန်လွယ်တယ်လုံနီရောသူကတ်လေးထည့်